ကော်ပြက်တွေကရတာကောင်းတယ်တန်ကလည်းရမ်းကိုတန်တယ်ပေါ့နော်ဒါပေမဲ့လည်းအဖွားခုလိုတယောက်တည်းပင်ပင်ပန်းပန်းလောက်ကင်ပြီးတော့ရောင်းနေတာကိုမြင်ပြီးတော့မစားရတော့ပြန်ပါဘူးရှင်ခုဆိုင်လေးကဘန်ကောက်ရဲ့မြို့လေကောင်ပေါ့နော်ပတူနန်းဈေး area တဝိုက်ကကော်ပြန့်ဆိုင်ကလေးပါကော်ပြန့်ဆိုင်လေးကိုအဓိက run နေတဲ့သူကတော့အခုလက်ရှိကော်ပြန့်ကြော်နေတဲ့အဖွားပါရှင်အဖွားရဲ့ဒီကော်ပြန့်ဆိုင်ကကော်ပြန့်လေးတွေက local ရဲ့ကြားမှာဆိုရင်အရန်နာမည်ကြီးတယ်သူတို့ဆိုင်ဖွင့်ချိန်မှာဆိုရင်အမြဲလိုလိုလူတွေတန်းစီပြီးတော့ဝယ်ကြရတယ်ပေါ့နော်ဝယ်ကြတဲ့သူတွေကလည်းတယောက်ကိုတစ်ထုံချင်းစီတောင်မဟုတ်ဘူးပေါ့နော်ဘင်းကားထုတ်ချင်းစီတချို့တလေဆိုရင်အထုံကြီးတွေထုံကြီးတွေကိုသူတို့ဝယ်ရတယ်ပေါ့နော်ပြောချင်တာကတော့အဖွားတို့ရဲ့ကော်ပြန့်ကြော်ကအရန်ကိုရောင်းရတာပါရှင်ရောင်းရမှာပေါ့သူတို့ကော်ပြန့်ကြော်ကအရန်ကိုပဲတန်လို့ပါအဖွားကစားသုံးသူတွေကိုပေါ့နော်တန်အောင်ရောင်းပေးနေတယ်ဆိုပေမဲ့လည်းပေါ့နော်သူကိုယ်တိုင်ကကြတော့ကိုရောစိတ်ရောတော်တော်လေးကိုပင်ပန်းနေရှာတာသိတာပါတယ်ဒီမဲ့ကြည့်ကြည့်ပေါ့နော်ဒီအချိန်များစုကိုသူကိုယ်တိုင်ပဲဒိုင်ခံကြော်တယ်ဒိုင်ခံရောင်းပါတယ်ရှင်ဆိုင်မှာရောင်းနေတဲ့အချိန်တွေအတွင်းမှာလည်းသူကတစ်ချိန်လုံးနှိမကိုစိတ်တွေတိုးနေတယ်ပေါ့နော်ဝယ်သူတွေကိုဆိုရင်လည်းသူကတောက်လျှောက်ကိုပဲဟောက်နေပါတယ်လာဝယ်ကြသူတွေဆိုရင်ပေါ့နော်သူရဲ့အဟောက်ကိုမခံရတဲ့သူကိုမရှိဘူးပေါ့နော်ဒီကဆိုရင်သွားဝယ်တိုင်းအမြဲတမ်းအဟောက်ခံရတယ်ပေါ့နော်အဖွားကလေအရန်ကိုပဲလှုပ်နိုင်ပါတယ်သူကြည့်ရတာလေတရက်ကလေးမှတောင်နားပုံလည်းမပေါ်ဘူးပေါ့နော်သူနမ်းဘက်ကိုရောက်ရင်တော့သူ့ရဲ့ကော်ပြန့်ကိုအမြဲလိုဝင်ပြပါတယ်ဝင်ပြတိုင်းလဲပေါ့နော်သူအမြဲလိုစိတ်တွေရောကိုယ်တွေရောပင်ပန်းပြီးတော့ဒီလိုဈေးရောက်နေတာကိုမြင်ရတယ်ပေါ့နော်မြင်ရတိုင်းလဲစိတ်မကောင်းဖြစ်ရပါတယ်အဝယ်ကြသူတွေကတော့သူ့ကိုအမြဲလိုကူလုပ်ပေးနေကြတယ်ပေါ့နော်လာဝယ်ကြသူတွေကတော့တန်လို့ပဲလားမသိဘူးဒီလိုအိတ်ကြီးတွေနဲ့ကိုလာဝယ်ကြတာပေါ့နော်ဒီမှာကြည့်ပါထုတ်ကြီးတွေပေါ့နော်ဖွားစီကကော်ပြန့်ကတကယ်တန်လားမတန်လားဒီမှာကြည့်ပါရှင်ဒီလိုကော်ပြန့်ကျော်အလိတ်ကြီးပေါ့နော်9လိတ်ပါတဲ့တစ်ထုပ်ကိုမှဘတ်90ပဲပေးရပါတယ်ရှင်အချင်းကိုဆိုလဲသူတို့တခြားလုပ်ပေးထားတယ်ပေါ့နော်အချင်းမှာဆိုရင်သူကကြက်ဖား sauce လိုမျိုးမှာမုံလာဥဖြူချစ်ထားလေးတွေထည့်ပေးထားသေးရပေါ့နော်ကော်ပြန့်ကျော်မှာဆိုရင်အထဲထဲမှာပဲကြဆန်ကြည်လေးတွေပါတယ်ကျက်သားဆင်းထားတာလေးတွေပါတယ်ပေါ့နော်ပြီးတော့ပဲပင်ပေါက်ကလေးတွေနည်းနည်းပါပါတယ်အဲ့ဒါလေးတွေကိုမှလိပ်ပြီးတော့ကြော်ထားတာပါဘန်ကောက်ရဲ့ပတူနန်းလိုနေရာမျိုးမှာဒီလိုကျက်သားကော်ပြန့်လိပ်တွေကိုပေါ့နော်ဒီဈေးနဲ့ရောင်းပေးနေတာကတော်တော်လေးကိုတန်နေပါပြီရှင်အရသာကလည်းကောင်းတယ်ဈေးကလည်းလုံးဝကိုပဲတန်တယ်ပေါ့နော်တခုပဲအဲ့တခုကဘာလဲဆိုတော့အဖွားပင်ပင်ပန်းပန်းစင်းစင်းရဲရဲဈေးတွေရောင်းပြီးတော့ပေါ့နော်ကိုရီးယားစိတ်တွေရောပင်ပန်းပြီးသူဖြစ်ပြက်နေတာကိုမြင်ရတာပေါ့နော်စိတ်မချမ်းသာဘူးကော်ပြန့်နေဝဲလာပြီးတော့အဲ့လိုစိတ်မချမ်းသာကြီးပြန်လာရတာပေါ့နော်အဲ့တခုကတော့မအိုကေပါဘူးရှင်အဖွားရဲ့ကော်ပြန့်ဆိုင်လေးကရချဘာလော airport လင်းနားမှာဖွင့်ထားတာပါကလျာဏမြန်မာစားတောက်ဆိုင်နဲ့ဆိုရင်မျက်နှာချင်းဆိုင်နေထားလောက်မှရှိပါတယ်ရှင်ညနေ3 နာရီလောက်ဆိုရင်တော့သူတို့ဆိုင်လေးစဖွင့်ပါပြီရှင်